ရခင်တော်လိုင်းစကနဦးချိန်ကျွန်တော်ထောင်ထဲရောက်နေစီချိန်ပေါ့ဒီချိန်မှာတော်လိုင်းနဲ့ပတ်သက်တဲ့ဥဆောင်သူတွေဘက်ကပြည်သူတွေကိုနိုးကြားစေဖို့ထကြွစေဖို့တော်လိုင်းမှာအားလုံးတက်ညီလက်ညီပါဝင်စေဖို့ဒီလမ်းပေါင်းစုံအသုံးပြုပြီးတော့ရသမျှလက်နက်ကိုကင်ဆွဲခုခံတော်လှန်တိုက်စစ်ဆင်နွှဲခဲ့ကြတာစချင်းဆိုတော့တာမန်ရသားတွေကနေပြီးတော့တာမန်ရသားတွေကနေပြီးတော့စစ်လက်နက်ကိုကင်ဆွဲလာခဲ့ရတာမို့လို့ခက်ခဲတွေအများကြီးရင်ဆိုင်ခဲ့ရတာပြရပါလိမ့်မယ်ဆုံးရှုံးမှုတွေအများများနဲ့ဖိဆက်ဆွလွတ်မှုတွေများစွာပြည်သူလူထုရဲ့စိတ်ရှည်တီးခံမှုတချို့နေရာတွေမှာအားနည်းလာတာလည်းတွေ့နေရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုဒီကနေ့မှာတော့1027ကျွန်တော်ကသုံးလုံးချင်ပါတယ်1027ဆိုတာလည်း1027 operation ရဲ့စက်တိုက်ဆိုလိုပဲဒီရှိရတာကာလလောက်တော့တဲ့မှာစခန်းပေါင်း100ကျော်စစ်စခန်းတစ်ခုဆိုတာသိဖို့မလွယ်ပါဘူး။ချို့စစ်စခန်းတွေဆိုတာအသေးခံအာမတိငါစခန်းမကြစေရဆိုပြီးအားလုံးအသေးခံတိုက်ရမယ်တကယ်အမှားကန်ဖက်စစ်တပ်ဖက်ကနှစ်ရှည်လာများနှစ်ပေါင်း60 90အသေးချာခံစစ် group တွေနဲ့ခုခံထားတဲ့စစ်စခန်းတွေဖြစ်ပါတယ်ဒီစစ်စခန်းတွေကိုတော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ခုဆိုရင် NUG မြို့သားကာကွယ်ရေးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ဝင်ချမ်းသာလက်အောက်ကမန္တလေး PDF လို့တပ်ဖွဲ့တွေကာကွယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအစပူးပေါင်းပါဝင်ပြီးတော့တိုက်ခိုက်ဆင်နွှဲလာခဲ့တာစခန်းပေါင်း100ကျော်ထိရောက်ရှိလာပြီဆိုတဲ့သတင်းတွေပြည်သူတွေချက်သိမ်းချက်မွေးခြင်းတပြင်းပြင်းထမတတ်ကြားသိရပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြည်သူတွေအားလုံးဖြစ်ပါမလားနိုင်မမလားငါတို့ဒီဘဝဖက်စစ်ကျွန်းအဖြစ်ကနေလွတ်ပါမလားဆိုပြီးတော့နှစ်ကျော်3နှစ်နီးပါးရှေ့ကြလာတဲ့ကာလမှာတဖြည်းဖြည်းပြုံးလာတဲ့စီးပွားရေးပညာရေးကျန်းမာရေးအထွေထွေအခြေအနေတွေကြောင့်ပြည်သူတချို့ဟာစိတ်ပြည့်အားလျော့မှုရှိခဲ့ပါတယ်ဒါအမှန်ပါပဲဒါပေမဲ့အခုတော့စိတ်ပြည့်အားလျော့မှုနဲ့တော်လှန်ရေးကြီးကိုနိုင်မမလားဆိုပြီးတန်တရားပွားမိတဲ့ပြည်သူအများစုခုဆိုရင်ယုံကြည်မှုအပြည့်ပြန်လည်ရရှိလာပြီဖြစ်ပါတယ်။ဘာကြောင့်လဲတကယ်ဖြစ်ချင်းတကယ်လုပ်ရမှာဖြစ်တယ်။တော်လှန်သောခေါင်းဆောင်များဘက်ကလည်းဘာဖြစ်လို့အရင်တော့ဒီလိုမလုပ်လဲစုဖွဲ့မှုလိုပါတယ်။နှစ်90ကြာတိချာဖွဲ့စည်းပြင်ဆင်လာခဲ့တဲ့ဖက်စစ် military စစ်တပ် institution တခုလုံးကိုကျွန်တော်တို့က2နှစ်လောက်လေးတစ်နှစ်ခွဲလောက်လေးကမန်းကနန်းစုဖွဲ့ရလက်နက်ကင်ပြန်တိုက်လို့မလွယ်ပါဘူး။လေ့ကျင့်မှုတွေပြင်ဆင်မှုတွေအခုဆိုရင်လေ့ကျင့်တိုက်ရင်းနဲ့လေ့ကျင့်စုဖွဲ့ဒီကြားထဲမှာလည်းဆိုကျွေလွင့်သွားတဲ့သွေးကောင်းကြေလေးတွေလည်းအများကြီးရှိခဲ့တာပေါ့အခုတော့တိချာကြနနစုဖွဲ့ပြင်ဆင်နိုင်တဲ့ဆွမ်းပကားတွေနဲ့ယုံကြည်မှုခိုင်မာမြဲမြံတိုးတက်လာတဲ့မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေပေါင်းစည်းသောစနစ်ကျနာတေချာပြပြအစီအစဉ်ရေးဆွဲမဟာဗျူဟာမြောက်တိုက်ခိုက်တဲ့အောက်ပွဲတွေရလာဖြစ်ခုဆိုရင်ပြီးကြတဲ့တရက်ကနေပြီးတော့မှအစည်းအဝေးဆိုပြီးလုပ်တဲ့ဖက်စစ်အကြမ်းဖက်အုပ်စုရဲ့မျက်နှာထားတွေကိုကြည့်ရင်ဘလောက်တောင်ဒီကောင်တွေတွေးပြက်နေတယ်တိတာထင်ရှားလာပါတယ်မင်းအောင်လှိုင်ရဲ့အပြောကိုယုံကြည်မှုမရှိတဲ့မျိုးဝန်းတွေနဲ့စောင့်ကြည့်နေတဲ့နာဆာကဆိုတဲ့နည်းနည်းလေးမှစောက်သုံးမကြတဲ့ကောင်တွေရဲ့မျက်နှာကိုကြည့်ရင်ကျွန်တော်တို့အောင်ပွဲဟာလက်တကမ်းမှာပြေချပြီဆိုတာဒါပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့ခေါင်းစဉ်တင်တာကဖက်စစ်ဂျမ်ဖက်တက်ထဲကလက်ပါစီတွေရဲ့နောက်ဆုံးခြေတွေကျွန်တော်တက်ထားတယ်။ဒါဆိုကျွန်တော်ပြီးခဲ့တဲ့တပတ်တော်တွင်ကျွန်တော်ဇက်တိုက်ကြီးညာပြီးတော့တောင်းဆိုခဲ့ပါတယ်။ဆက်သွယ်လာပါခင်ဗျားတို့တွေရဲ့အသက်တွေဘဝတွေမတည်ဘူးခင်ဗျားတို့တွေဆိုတာကဖက်စစ်ဂျမ်ဖက်တက်ထဲမှာလက်ပါစီဖြစ်အခိုင်ခံနေရတဲ့စစ်တီတွေရရှိတွေခြားမိသားစုဝင်ဘာလို့မိသားစုဝင်တွေထည့်ပြောလဲမိသားစုဝင်တွေလည်းအတင်းအဓမ္မနိုင်ချင်းလက်နက်ကန်ခုခံကာကွယ်ခိုင်းနေတယ်စီဝရီကိုချိုးဖောက်ပြီးဖက်စစ်မြောင်းအုပ်စုကအသေးခံတိုက်ခိုင်းနေတဲ့အတွက်ကြောင့်နော်ရရှိတဲ့စစ်တီတွေမိသားစုဝင်တွေကိုကျွန်တော်ရည်ရွယ်ပြီးပြောတာဖြစ်တယ်။တော့ခင်ဗျားတို့တွေဒီပုံတိုင်းဆက်သွားရင်တတိလည်းမမှန်ဥပဒေလည်းမဲ့ကျင့်ဝတ်လည်းဖောက်ပြန်စ
စီကံလည်းမရှိသူ့ကိုကျိုးအတွက်သာကြည့်တယ်ဖက်စစ်အာဏာရှင်မင်းအောင်လှိုင်အုပ်စုခုဆိုရင်လေပြင်းမှာဆင်သွားသလိုထင်ရှားလာတာဟာသူတို့တကိုကျိုးတအုပ်စုတမိသားစုမျိုးတစုစာအကျိုးစီးပွားအတွက်ကိုပဲတနိုင်ငံလုံးကိုချနှင်းမှာဖြစ်တယ်မြန်မာနိုင်ငံကြီးမြေပုံကြီးပဲ့သွားမြန်မာနိုင်ငံမြေပုံထက်ချမ်းကွက်သူတို့ဂရုစိုက်မှာမဟုတ်ဘူးသူတို့မိသားစုတကိုယ်ကြီးသူတို့အာဏာရှင်မျိုးဆက်တီးတန့်ဖို့ဒီတစ်ခုအတွက်သာသူတို့စူးစမ်းမယ်ဆိုတာဖက်စစ်အကြမ်းဖက်တပ်တွေကအတော်များများသိရှိလာကြပြီဖြစ်ပါတယ်ဒါတော့မှဘယ်လောက်ထိသူတို့ပိတ်ဆို့တားဆီးခံထားရတယ်လဲဆိုတာကျွန်တော်ကိုအခုရပိုင်းတွင်ဖက်စစ်အကြမ်းဖက်တပ်ကနေဆုံးခွာထွက်ပြေးလာတဲ့စစ်တီတွေကရင်ဖွင့်ပြောပြတယ်သူတို့ရဲ့တနာဖို့လည်းကောင်းတယ်တော်တော်လေးမချင်မရဲဖြစ်เสียကောင်းတယ်သူတို့ရဲ့အခြေအနေတွေကိုကြားသိရပါတယ်ဖက်စစ်တပ်အကြမ်းဖက်တပ်တွေကတန်းစီလူစစ်တဲ့အချိန်တိုင်းမှာဆိုရင်အခြားစစ်တီတွေရာခံအစပါနော်ရာခံဆိုရဲကရာခံဘိုးကစပြီးတော့တပ်သားအဆင့်ထိအခြားစစ်တီတွေအားလုံးကိုတယ်လီဖုန်းတွေစစ်ဆေးပါတယ်လူစီရုံနဲ့မကောက်ဘူးနော်တယ်လီဖုန်းတွေပါစစ်ဆေးပါတယ်တယ်လီဖုန်းမှာအင်တာနက်အသုံးပြုလို့ရအောင်လုပ်ထားတာတွေ့ရင်အင်တာနက်အသုံးပြုလို့မရပိတ်တဲ့ software တို့မို့ program တစ်ခုကိုသူနည်းပညာရှင်တွေနဲ့ထည့်သွင်းပြီးတော့တယ်လီဖုန်းကိုရိုးဖုန်းပဲပြောလို့ရအောင်ပဲသူတို့လုပ်ပါတယ်ဆိုလိုတာကတော့ keypad ဆိုရင်တော့ပြဿနာမရှိဘူးပေါ့ smartphone တွေသူတို့သုံးဝင်မရတဲ့သဘောမျိုးပေါ့နော်သူတို့တွေကလည်းစီးရင်ချတော့လေဖုန်းနှလုံးတွေဘာတွေလည်းမကင်နိုင်ပါဘူးအဲ့တော့သူတို့တော်တော်များများဟာပြင်ပမှာဖြစ်နေတဲ့သတင်းတွေဘာမှမသိပါဘူးဘလို့တော်လိုင်းကြီးဖြစ်နေတယ်ဆိုတော့လည်းမသိဘူးဘာတွေတိုက်ပြီးဘသူတိုက်ရမယ်ဆိုတော့လည်းဘာမှမသိအောင်သူတို့ပိတ်ဆို့ခံထားပါတယ်ရခင်အာနာမသိခင်ကတက်လိုင်းဝင်းနေတယ်မှာ sky နဲ့လိုဟာမျိုးဒီစလောင်းလေးတွေသူတို့ခိုးတက်ကြတာတော့ကြည့်ကြတာတော့ရှိပြီမဲ့အခုနောက်ပိုင်းမှာအကုန်လုံးကိုဖြုတ်သိမ်းပြီးတော့ဘယ်သူမှမကြည့်ရဘူးဒါပေမဲ့အရာရှိတွေတော့ခိုးကြည့်ကြတယ်ပေါ့အရာရှိတွေကတော့တန်းစီတဲ့အခါမှာတခြားဖုန်းတစ်လုံးယူလာပြီမဲ့သူတို့အိတ်ခမ်းတွေထဲမှာတော့တခြားအင်တာနက်သုံးတဲ့ဖုန်းတွေကိုခိုးပြီးလျှို့ဝှက်ပြီးသူတို့သုံးတော့အရာရှိတွေကတော့တချို့တွေသိကြပါတယ်တဲ့အဲ့တော့အခြားစစ်တီတွေရဲ့ဘဝဘယ်လောက်ထိတချို့ကပြောတယ်ဒီကောင်လေးမိုက်လာကြီးရဲ့ဒီကောင်လေးရိုင်းလာကြီးရဲ့ဒီကောင်လေးစစ်ခွေးတွေဒီကောင်လေးဒီလောက်တော့လူစိတ်မရှိဘူးလားဆိုတော့ကျွန်တော်ကလက်ရှိတင်ပြပြီးသူတို့ကိုဘာမှမသိဘာမှမတွေးနိုင်အောင်ဘာမှခံစားချက်မရှိအောင်စနစ်တကျနှစ်ရှည်လများရည်ရွယ်ချက်ရှိအသိဉာဏ်သင်္ကုတ်ဇာရိတအစာတော့ဆိုတာပြည့်စည်ခြင်းကိုကြိုးစာအဓိကဆိုတဲ့လောဘစိတ်ကိုတွတ်သွင်းခြင်းဇာရိတအစာတုတ်ပြီးတော့လူစင်စစ်ကနေယူနီဖောင်းဝတ်တော့တလိษံသားဘဝရောက်အောင်ဖက်စစ် military institution ကြီးကတိတိကျကျလေ့ကျင့်ပုံသွင်းထားခြင်းခံရတဲ့ဘဝတွေဖြစ်ပါတယ်သူတို့သိမယ်ဆိုတာသိတော့သိပါလိမ့်မယ်သို့တော့သူတို့သိသွားတဲ့အချိန်မှာအသက်မျောပဲချင်တွေးသွင်းပြီးသိသွားပြီသူတို့ရှေ့တန်းမှာသိကြတယ်ဒါပေမဲ့ဘယ်နည်းအောင်သိသွားတယ်ဆိုတာနောက်တန်းမှာမသိပါဘူးမသိအောင်လည်းသတင်းတွေအဆက်ဖြတ်ထားတယ်နောက်တန်းကိုလည်းပြန်ပြီးမပို့ဘူးမပို့တော့သူရဲဘော်ရဲဘက်တွေကရှေ့တန်းမှာပဲတိုက်ပွဲဝင်နေတယ်လို့ထွက်ပြေးပဲသွားတယ်မှန်တယ်ကတည်သွားတာတည်လို့တည်သွားမှလည်းမသိအောင်သူတို့ပိတ်ဆို့ထားခြင်းခံရပါတယ်ဘလောက်ထိသနာစရာကောင်းတဲ့လူကြုံစစ်ကြုံတိရစ္ဆာန်သားဘဝတွေပါလေအဲ့တော့ကျွန်တော်ကိုအခုဒီရက်ပိုင်းသူတို့ရဲ့မိဘဆွေမျိုးသားချင်းတွေရှိကနေတဆင့်ဆက်သွယ်လာတဲ့ဆက်သွယ်မှုပေါင်းမြောက်များစွာကျွန်တော်လက်ခံရရှိပါတယ်အားလုံးကိုလည်းတက်ဆွမ်းတဲ့ကျွန်တော်အကြောင်းပြန်ပြီးတော့ခြေနေလေးတွေဘယ်မြို့ဘယ်နေရဘယ်သူဘယ်နေဆက်ဘယ်ဖွဲ့ကိုသွားဖို့ဘယ်ကိုဆက်သွယ်ဖို့ကျွန်တော်ချိတ်ဆက်ကူညီပေးနေပါတယ်တော်များများရဲ့ပြောဆိုချက်အရာစစ်တီအားလုံးနီးပါးဟာထွက်ပြေးဖို့အစဉ်သင့်ရှိနေပါတယ်ခြေနေပေးတာနဲ့ခြေနေလစ်တာနဲ့အထက်ကအရာရှိဆိုတဲ့စစ်ဗိုလ်တွေလစ်တာနဲ့ဘာလို့လစ်တာနဲ့လို့ပြောရလဲဆိုရင်သူတို့ပြေးမယ်ဆိုရင်သူတို့ကလည်းပြစ်တတ်နေလို့ပါဒီတဲ့ကိုမိရင်သူတို့ကလည်းပြစ်တတ်နေလို့ပါအဲ့တော့ PDF နဲ့ရင်ဆိုင်ရင်လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပြစ်တတ်ခြင်းကိုလည်းခံရမယ်သူတို့မလုပ်ချင်မကန်ကျင်လို့ဒီဖက်စစ်စနစ်ကြီးကမကောင်းမှန်းသိလို့ထွက်ပြေးမယ်ကြိုးစားပြန်ရင်လည်းသူ့အထက်အရာရှိဆိုတဲ့စစ်ဗိုလ်တွေပြစ်တတ်ခြင်းကိုလည်းခံရမယ်ဆိုတော့သူတို့ဘဝဟာတေမထူးနေမထူးဘဝရောက်နေပါတယ်အဲ့တော့တေမထူးနေမထူးဘဝရောက်နေတဲ့စစ်တီတွေဟာလည်းပဲကျွန်တော်တို့လူမျိုးတွေပါကျွန်တော်တို့နိုင်ငံသားတွေအများစုကျွန်တော်အခုစုံစမ်းသိရှိရသလောက်ဖက်စစ်တပ်ထဲမှာကြံနေတာဟာအမှား
ပါတယ်ရခိုင်ချင်းကရင်တိုင်းသားချုပ်ပါပါတယ်ကိုတိုင်းသားတွေပါပဲတကယ်တော့အဲ့တော့ကျွန်တော်တို့ဟာအခုငွေဥဒေါ်လာရေးဆိုတဲ့ဖက်စစ်စန့်ကျင်ရေးချေမှုန်းရေးစစ်စင်ရေးကြီးဟာလက်ရှိကျွန်တော်တို့တိုင်းသားတွေပဲပါဝင်ဖွဲ့စည်းထားတဲ့စစ်သားတွေကိုရွေချက်ရှိတပ်ဖြတ်ဖို့နှိမ်နှင်းဖို့ကြိုးစားတာမဟုတ်ပါဘူးကျွန်တော်တို့ကြိုးစားနေတာဟာခင်ဗျားတို့လူစင်စစ်တွေကိုစစ်ကြုံဖြစ်ပုံသွင်းပြီးအတင်းအဓမ္မအုံနောက်မှိုင်းတိုက်အုံနောက်စေးအသိဉာဏ်တွေကိုပိတ်ဖုံးပြီးတော့ဘာမှမသိအောင်ပိတ်ဆို့ထားကြပြီးအတင်းအဓမ္မကြုံပြုခံနေရတဲ့စစ်သားတွေနဲ့လဲပတ်တိဆောက်ထားတဲ့ဖက်စစ်အကြမ်းဖက်မိစ္ဆာအာဏာရှင်စနစ်ကိုမြန်မာပြည်ပေါ်ကပျောက်ပြက်သွားအောင်တိုက်ထုတ်နေတာဖြစ်ပါတယ်။ငါတို့စစ်ကောင်းဆောင်တွေဘက်ကဘလောက်ကြီးပဲမဲလိမဲခိုးလို့အာဏာယူရတာပဲပြောဘလောက်ကြီးပဲတမတော်ကဒီနိုင်ငံကြီးမြို့သားရေးတာဝန်တွေကိုဥဆောင်မှုကိုမယူရင်တိုင်းပြည်ကြီးပြိုကွဲတော့မယ်လို့ဆိုအခုတိတာထရှားသွားပြီလေ2020ခုနှစ်မတိုင်ခင်ထိ2015ကနေ2020ကြားတာယာကြည်လင်ငိမ့်ချမ်းပျော်ရွှင်နှွေးထွေးစကားလုံးသုံးဝင်ပြပါမေတ္တာရေးကြောင့်နှွေးထွေးတာဟုတ်မေတ္တာနဲ့ပြီးတဲ့အမေတော်ဆန်းစုကြည်ကိုပြည်သူအလုံးကမေတ္တာပြန်ပေးတယ်အခုခမရတို့ရဲ့ဖက်စစ်အကြမ်းဖက်ငရဲခွေးမဲအောင်လိုင်ကပြည်သူကိုကြည်စံနေပဲပေးတော့ပြည်သူကကြည်စံပဲပြန်ကြွေးရတော့ကြည်စံပဲပြန်ကြွေးတော့ခမရတို့လိုအကြမ်းဖက်စစ်တပ်လက်ပါစီဖြစ်တီလို့ဖြစ်စေမတီလို့ဖြစ်စေအခိုင်းခံနေရတဲ့စစ်သားတွေပဲဒီကြည်စံတွေကိုလက်ခံတမလွန်ထိတည်ဆောင်ရတာပေါ့အဲ့တော့ကျွန်တော်တို့တွေခမရတို့ရဲ့ဘဝတွေကိုသိရှိနားလည်တယ်လက်ရှိမြန်မာနိုင်ငံလုံးအနှံ့ဖြစ်ပေါ်လာတဲ့ရှမ်းမြောက်ကနေဆင်းလာတဲ့တဟုန်တို့ကချင်ပြည်နယ်ကနေပြီးစကိုင်းလွေမြင့်ကြီးကိုဖြတ်ပြီးဆင်းလာတဲ့တဟုန်တို့ခုဆိုရင် social media တွေပေါ်မှာတက်လာတဲ့ calling လို့ window လို့စသဖြင့်ပေါ့စကိုင်းလွေမြင့်ကြီးအဆက်ကိုတချို့စခန်းတွေလောက်ပဲတင်းတဲ့သတင်းတက်လာတာဖြစ်တယ်သတင်းမတက်လာသေးတဲ့စခန်းတွေအများကြီးရှိနေတာဘာကြောင့်လဲသတင်းတက်လာတာနဲ့ဖက်စစ်တပ်ကရလေရင်နဲ့ရတယ်လို့ဘုံကျဲတိုက်ခိုက်ဖို့ကြိုးစားနေတဲ့အတွက်ကြောင့်မဟာဗျူဟာမြောက်ချိန်တစ်ခုရောက်တဲ့အချိန်မှာဖက်စစ်လီတက်ဆိုတဲ့ကောင်းငင်ကပြန်နေတဲ့ငှက်တွေကိုကြံရမရစောက်တရမရဖြစ်အောင်စစ်ကစားမဲ့နေဆွဲများကိုရောက်ရှိလာမှာဖြစ်ပါတယ်။ချင်းပြည်နယ်ဘက်ကြည့်လဲအားလုံးဒီကနေ့ဆိုရင်ပျော်ရွှင်တဲ့ကြည်နက်တဲ့ဂုဏ်ယူတဲ့ဒါမဲ့ကြာဆုံးသွားတဲ့ပြည်သူ့ဘက်တော်သားတွေအတွက်ဝမ်းနဲ့ကြည်ခွဲတယ်ဆိုတဲ့ post တွေကြီးပါပဲ။ပျော်ရွှင်နေဆိုမှတော့အောင်မြင်မှုအသေးဝင်နေရမယ်လို့ပေါ့။အဲ့တော့ဖက်စစ်ကြမ်းဖက်တပ်အတွက်ကကျွန်တော်တရက်ကပြောခဲ့သလိုပဲအခုဆိုရင်3ပတ်တော့မကြံတော့ဘူးရက်20နဲ့2လရောက်သွားပါပြီရက်20ဆိုတာကဆုံးဖြတ်ချိန်မှာ2လဆိုတာပုံအပ်တဲ့အချိန်မှာဆုံးဖြတ်ပြီးရင်ပုံဖို့ကြိုးစားအပ်ပါပြီမပုံနိုင်ဘူးဆိုရင်အတုံးယုံဒီဆုံးတဲ့အထဲမှာဖက်စစ်ကြံဖက်တပ်သားထိပ်တီးကနေအောက်ခြေစင်တီမကြခင်ရောက်ရှိမှာဖြစ်ပါတယ်ကောင်းငင်ကဒုံးကပဲကျဲမလားပြည်သူ့ကာကွယ်တပ်တွေရှိကပြန့်လွင့်လာတဲ့ကြီးစံပန်းလေးတွေပဲဆန်ញမ်းသွားမလားသိကြတာတော့ကွက်ပြည့်နေတဲ့မဟာဗျူဟာနဲ့တနိုင်ငံလုံးအခက်အချိန်ထဲမှာဖက်စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ရဲပဲကြံတော့တဲ့ခြေတော့တောက်တိုင်တဲ့အားလုံးကိုရိုက်ချိုးဖို့အသင့်ဖြစ်နေပါပြီအဲ့တော့ကျွန်တော်တို့မျှော်လင့်တဲ့ငြိမ်းချမ်းသောအနာဂတ်ပြည်ထောင်စုနိုင်ငံတော်တစ်မှာလက်ရှိဖက်စစ်အကြမ်းဖက်တပ်ထဲမှာလက်ပါစီဖြစ်အမှုထမ်းနေတဲ့ပုံကိုယ်တွေကိုလည်းပဲအတူတကွကျွန်တော်တို့နဲ့အတူတူပြုံးပျော်ကြည်နက်စွာခံစားဆန်စားခွင့်ရစေချင်ပါတယ်ကျွန်တော်တို့ရည်စူးပြီးတွားနေတဲ့အနာဂတ်ဟာအားလုံးပျော်ရွှင်ခြင်းလွတ်လပ်ခြင်းငြိမ်းချမ်းခြင်းတန်းတူမျက်နှာခြင်းလူ့ခွင့်ရေးကိုဝန်ထမ်းရဲ့အခွင့်အရေးကိုနိုင်ငံသားရဲ့အခွင့်အရေးကိုတိုင်းရင်းသားရဲ့အခွင့်အရေးကိုအပြည့်အဝကိုယ်စီခိုင်ခိုင်မာမာရရှိခံစားခွင့်ရှိတဲ့နိုင်ငံတော်တစ်ကိုတွားနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီတိုင်းပြည်ဖြစ်ဖို့မဟုတ်ဘူးကျွန်တော်တို့မဲလိမ်မဲခုံမှုကြောင့်တွန်းလှန်တိုက်ခိုက်နေတာမဟုတ်ဘူးဖက်စစ်အကြမ်းဖက်မိစ္ဆာအာဏာရှင်စနစ်ကျွန်တော်တို့တိုင်းပြည်ကကွယ်ပြောက်သွားဖို့ကြိုးစားနေတာဖြစ်ပါတယ်ဖက်စစ်မိစ္ဆာအကြမ်းဖက်အာဏာရှင်စနစ်ကွယ်ပြောက်သွားတာနဲ့ဘာနဲ့တူမလဲဆိုရင်မုံတိုင်းကြီးပြီးသွားလို့အပျက်စီးတွေဖယ်ရှားပြီးတာယာကြည်လင်တဲ့ကောင်းကင်ပြန်တဲ့တူလီဘီတော့
အေးမြမှုနဲ့ကြည်နူးကျင်တဲ့ရတယ်လို့မျိုးဖက်စစ်ချမ်းဖြစ်အာဏာရှင်စနစ်ကြီးပျောက်ပြဲသွားရင်လူကိုလူချင်းဖိနှိပ်နိုင်ခြင်းကင်းပြီးတော့တနက်ကင်ပြီးဗိုလ်ကျတဲ့ဘယ်တဝါမှကြောက်เสียမလို့တဲ့နိုင်ငံတော်တစ်ခုဖြစ်လာဖက်စစ်ချမ်းဖြစ်စနစ်ပျောက်ဆုံးသွားရင်ကျွန်တော်နိုင်ငံသားအားလုံးရဲ့အနာဂတ်ဟာငါတို့ဒီနေ့မှာဒီခွင့်ရေးဒီစံစားခွင့်ဒီကြိုးစားမှုရလာအတိအဝင်ကိုမုတ်ချပိုင်ဆိုင်ခွင့်ရမှာပါလားဆိုတဲ့ကိုယ်အနာဂတ်ကိုယုံကြည်ခွင့်ရတဲ့အနာနိုင်ငံတော်တစ်ခုကိုပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်ဒီဖက်စစ်အာဏာရှင်စနစ်ကြီးပျောက်ဆုံးသွားရင်ကျွန်တော်တို့တိုင်းပြည်ပြည်သားအားလုံးဟာအကြောက်တရားအောက်မှာခြောက်ချားနေရတဲ့အိမ်မဆိုးတော်မက်ခွင့်မရှိတော့ပဲပျော်ရွှင်တဲ့နေဆွဲများနဲ့ကိုလို့ရင်လုံးတလောက်ကျိုးခံစားခွင့်ရှိတဲ့စနစ်တစ်ခုကိုရောက်ရှိလာမှာဖြစ်တယ်။ပဋိပက္ခတွေခြုံငိမ့်သွားမယ်။ဘာသာရေးလူမျိုးဒီကိန်းလုံးဝမကြဘူး။ကိုစီရဲ့ရပိုင်ခွင့်လွတ်လပ်ပိုင်ခွင့်နဲ့အတူပျော်ရွှင်တဲ့မိသားစုဘဝလေးတွေကျမ်းမာခြင်းနဲ့ဒုက္ခအပြည့်ရချမ်းသာခြင်းနဲ့ကြိုးစားသလောက်ခံစားခွင့်ရနိုင်ငံသားတူဖြစ်ကမ္ဘာအလယ်မှာဂုဏ်ယူတင့်တယ်ခွင့်နဲ့အတူတူရကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မျှော်လင့်တဲ့ငြိမ်းချမ်းသောအနာဂတ်ဒီလက်တကမ်းမှာပြည်သူအားလုံးခင်ဗျားတို့ဖက်စစ်တပ်ထဲကစစ်သားအားလုံးအမြင်မှန်ရပြီးပူးပေါင်းပါဝင်မယ်ဆိုရင်တော့လက်တကမ်းဆိုတာတဲ့နှစ်လအလွန်မှာလို့ကျွန်တော်ကြိုတင်ပြီးတော့နမိတ်ဖက်ပြောပြထားခြင်းပါအားလုံးအတူတူရုန်းကန်လိုက်ရင်ဒါမဲ့နှစ်သက်ဟာပြည်တော်စုသားအားလုံးပြုံးပျော်ကြည်ကျိုးခြင်းများနဲ့ချမ်းမြေ့ခွင့်ရမယ်မင်္ဂလာရှိသောနှစ်သက်ဖြစ်ပါလိမ့်မယ်ဖက်စစ်ကြမ်းဖက်စစ်တီတော်များအားလုံးကြိုဆိုပါတယ်အမြန်ဆုံးပြည်သူတွေဘက်အမှန်တရားဘက်ခင်ဗျားတို့တွေနဲ့ပေါင်းစည်းပါဝင်မယ်ပြည်တော်စုနိုင်ငံတော်တည်အခင်းချင်းဘက်ကိုလှမ်းဝင်လာခဲ့ပါ